အခုပြည်တွင်းမှာလည်းပေါ့နော်ဒါကျွန်တော်တို့ကြောင်းပါဝင်ဒီမှာလုပ်နေကြတနိုင်တစ်ပိုင်းတွေလည်းအများကြီးရှိကြတယ် data business intelligence ဒါတွေကကျွန်တော်တို့နိုင်ငံ organization တွေလည်းစပြီးတော့ဒီဘိုင်းတွေစလုပ်နေကြတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံပဲလားလို့မေးကြည့်လိုက်တော့လည်းမဟုတ်ဘူးဗျတခြားနိုင်ငံတွေမှာကဲအိန္ဒိယနိုင်ငံတွေကျွန်တော်တို့ယူရီးယားတို့ဘာလို့မှဆိုလဲဒီသဘောတရားတွေရှိတယ်ကဲနောက်ဆုံးကျွန်တော်တို့ western countries တွေမှာအစเนาะကျွန်တော်တို့အများကြီးအဆင့်မြင့်ပါတယ်ဆိုတဲ့နေရာတွေမှာလည်းသူတို့ဒီ data business intelligence နဲ့ပတ်သက်တဲ့ဒီ professionals တွေကိုအခုအများကြီးမွေးထုတ်တယ်သူတို့မှာ legacy data တွေအများကြီးအဲ့တော့ဒါတွေကိုကျွန်တော်တို့ဒီဘယ်လိုဆက်ပြီးတော့အသုံးချကြမလဲเนาะပြီးတော့ဒီ AI integrated ဒီ solutions တွေဖန်တီးတဲ့အခါမှာဒီများပြလာတဲ့ data တွေ big data တွေကိုဘယ်လိုသုံးလဲဆိုတာကိုအခုလုပ်နေကြတယ်เนาะအဲ့တော့ကျွန်တော်တို့ပြည်တွင်းမှာလည်းဒါကိုဘာတွေတွေ့လာလဲဆိုတော့ organization တွေစလာကြတယ် data transformation နဲ့အတူဒါတွေလုပ်လာကြပြီ cross discipline ကလူတွေ functional မတူတဲ့နေရာတွေကနေပြီးတော့ကျွန်တော်တို့ကဒီ BI တို့ data တို့အကြောင်းတွေလေ့လာတယ်အထူးသဖြင့်ကတော့ကျွန်တော်တို့အားလုံးကြော်သွားနိုင်တာတော့ AI ပေါ့ဗျာအဲ့တော့ဒီ skill set တွေကိုလေ့လာအဲ့တော့ဒါတွေကိုလေ့လာရင်းနဲ့အတူဒီတချို့တော့ကျွန်တော်တို့အရင်ကနော်ဟိုအလီကျက်ခဲ့တယ်လို့ပေါ့ဟလာနောက်ပိုင်းဟိုကွန်ပျူတာတွေရှိလာတော့မလို့တော့ဘူးစသဖြင့်ပေါ့ဒီလိုမျိုးတွေဖြစ်သွားတယ်လို့ပဲကျွန်တော်တို့ဒီတချို့တော့ကျွန်တော်တို့အရင်ဟိုကြက်မှတ်လေ့လာခဲ့ရတဲ့ဟာတွေကအခုဆို AI ပုံကနေတစ်ဆင့်သွားလို့ရတယ်အဲ့တော့ AI ဒီအများကြီး support လုပ်ပေးနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့လိုတာပြီး human element เนาะအဲ human element ကဒီ organization တွေမှာကျွန်တော်တို့ကဒီ business analysis ဆိုတဲ့နေရာကိုကျွန်တော်တို့ဝင်လာလိမ့်မယ်